ကိုဂျူရှော့ဘန်ကိုနိုင်ခဲဖူးတဲ့ဂျွန်ဆန်บอกว่าအခုဒီတခါတော့ Alex ကသူ့ကိုငရုတ်တိဆက်ဆက်လေးကောင်းကောင်းကျွေးလိုက်တာကိုကျွန်တော်တွေ့ရပါတယ်ကိုဂျူရှော့ဘန်ကိုနိုင်တာနဲ့သူအရန်ကြွားတယ်လေကြီးလေချေဒီပြောသေးတာပေါ့နော်အခုဒီတခါတော့သူကကောင်းကောင်းလဲသွားတဲ့ခါမှာကိုဂျူရှော့ဘန်ကသူ့ကိုဗာပြောတယ်လဲဆိုတော့ကျွန်တော်တို့မတွေ့ရသေးပါဘူးဘာလို့ပြောမယ်ဆိုလို့ရှင်တော့က UFC မှာသူတို့ trust talk တွေရှိတယ်လေသူတို့အချင်းချင်းတွေပုတ်ခတ်ကြတယ်ရှုံချကြတယ်အဲ့ဒီခါမှာရှုံသွားတဲ့ခါမှာတော့ပြန်လဲပြီးတော့မီဒီယာတွေမှာသူတို့ကစာရီနဲ့ပြန်လဲပြီးတော့ခြေပကြတာကိုတွေ့ရတယ်ဒါပေမဲ့ဒီတခါကိုဂျူရှော့ဘန်ကသူ့ကိုခြေပတာတော့မတွေ့လိုက်ဘူးဆိုတော့ဒီတခါ Alex ကသူ့ကိုကောင်းငရုတ်တိဆက်ဆက်လေးကျွေးလိုက်တော့သူကရှုံသွားတယ်သူရှုံတဲ့ပုံစံကအရင်အယုတ်ဆိုးတယ်ပွဲ Alex ကအောင်ပွဲခံတဲ့ခါမှာသူ့ရဲ့ခြေထောက်ကိုတော့မှလိုက်ဖမ်းနေရတာကိုကျွန်တော်ကြည့်ရအရင်ပဲရည်စရာကောင်းနေတယ်ကဲအမှန်တမ်းပြောရမယ်ဆိုလို့ရှိရင်တော့ကိုဂျိုရှော့ဘန်ကဂျွန်ဆန်ကိုတခုခုတော့ပြောလိုက်မယ်လို့ကျွန်တော်ထင်ခဲ့တာပေါ့နော်ဒါပေမဲ့ဘာမှမပြောလိုက်ဘူးပေါ့ကွာသူတို့ social media မှာမနေ့ညကအဲ့ဒီ UFC မှာထိုးတဲ့ခါမှာအဲ့ဒီ Perry တို့ကတခြားလူတွေကအများကြီးသူ့ကိုတုံ့ပြန်ကြတယ်သူရဲ့ရှုံးတဲ့အပေါ်မှာပေါ့နော်သူရှုံးသွားခဲ့တဲ့အပေါ်မှာအဲ့ဒီဘူပိုရီယာကလည်းသူ့ကိုစာရေးခဲ့တယ်သူ့ကိုခနဲ့ခဲ့တာပေါ့နော်ဆိုတော့အခုကိုဂျိုရှော့ဘန်ကအဲ့ဒီဂျွန်ဆန်ကိုတခုခုများစာတွေများရေးမလားလို့ကျွန်တော်ထင်တာသူကဘာမှတော့မရေးဘူးဒါပေမဲ့ကိုဂျိုရှော့ဘန်ကစိတ်ထားကောင်းပါတယ်ဆိုတော့သူကတော့နာမျိုးတွေကို trash talk တွေကိုတိတ်ပြီးတော့အလေးမထားဘူးနဲ့တူတယ်ဆိုတော့သူကဘာလို့မလဲဆိုတာသူသိတယ်အဲ့လိုမျိုးကိုသူကတိတ်ပြီးတော့ဝါသနာမပါတော့ကိုကျွန်တော်တို့သိရပါတယ်ချင်းကိုဖြုံးပြီးတော့လူတွေကိုခနဲ့တာမျိုးတွေရန်စတာမျိုးတွေကိုတော့တိတ်ဝါသနာမပါဘူးအခုသူကတော့မြန်မာလူမျိုးတွေကိုပဲ focusထားနေတယ်မြန်မာလူမျိုးတွေကတနိုင်ငံလုံးကသူ့ကိုအားပေးကြတယ်ဆိုတာသူသိတဲ့ခါမှာမြန်မာနိုင်ငံတော့ပေါ့နော်အဲ့ဒီမြန်မာလူမျိုးအားလုံးကတော့ကောင်းဆုံးဖြစ်အောင်ကိုပဲအများအားကြိုးစားခဲ့ပါတယ်ဆိုတော့သူ့ရဲ့ဖနက်မှာလည်းမြန်မာလန်ထားခဲ့တယ်အင်ဂျင်မှာလည်းမြန်မာလန်ထားခဲ့တယ်အခုဆိုလို့ရှိရင်တော့အဲ့ဒီ UFC the same တုံးမှာလည်းမြန်မာလန်ကိုထဲနိုင်အောင်ကိုကြိုးစားရင်းနဲ့အခုဆိုလို့ရှိရင်ထဲခွင့်ရှိသွားတာကိုကျွန်တော်တွေ့ရပါတယ်အဲ့ဒါကိုပဲမြန်မာလူမျိုးတွေအတွက်ကိုအများအားကြွားပြီးတော့ကြောင်ရချင်တာပေါ့ကွာသူ့ကိုအများအားအားပေးလျက်ပါ